ပရိသတ်တွေကိုပွဲစုစည်းခဲ့တဲ့နိုင်ဝင်းထွန်းနဲ့ကဘာရှားတို့ရဲ့ပွဲလေးကိုတစ်ချက်ပြန်ကြည့်ရအောင်ဗျနော်ကဲအနေတော့နိုင်ဝင်းထွန်းလာပြီဗျနော်လက်ဝဲရေးပြလေးတော့သဘောကျတယ်ဗျမန်ပါတယ်နော်ကဲကဘာရှားပြတော့လာပြီဗျလက်မောင်းခတ်တယ်ကဲစပြီနော်ပွဲလေးရတော့ကဲကျွန်တော်ဒီပွဲလေးကြည့်ထားတဲ့လောက်ကတော့ဒီနိုင်ဝင်းထွန်းရဲ့နော်အစာဘက်မှာလက်သီးထိုးပေါက်လေးတော်လေးသဘောကျတယ်ဗျလက်သီးထိုးပေါက်တော်တော်လှလို့ပြောလို့ရဟဲ့ကဲဘောရှော့ခြေရလက်တံကောင်းတယ်ဗျနိုင်ဝင်းထွန်းကနော်ဟိုဟဲ့ဟဲ့โอ้ဘောရှော့ကောင်းတယ်ဗျလူထိရနော်ကဘာရှာထိုးချက်ဟိုကောင်းတယ်ကဘာရှာလက်သီးချက်ကောင်းတယ်ဟိုအမှန်ပြီကဲနိုင်ဝင်းထွန်းနဲ့ကဘာရှာတို့ရဲ့ round 2လေးတစ်ချက်ကြည့်လိုက်ဗျတော်တော်လေးကိုကြမ်းလာဗျအိုးဒူးပင်ကြီးကြီးကလုံလုံးလိုက်ဗျနိုင်ဝင်းထွန်းကဘာရှာတော့အတကုံလိုက်ပြီနော်ကြည့်အိုးဘော်ဒီရှော့ကြီးပြည့်ကျွေးတယ်ဗျကဲကဘာရှာဖိပြီနော်ကဲအိုးဘော်ဒီရှော့ကြီးထိုးတယ်နိုင်ဝင်းထွန်းဘော်ဒီရှော့တွေပဲဗျမိုက်တယ်လက်တီးကတွဲလုံးနေနော်ကြိုက်တယ်အိုးတရောင်းကောင်းတယ်ဗျကဲဒူးနဲ့ပြည့်ကျွေးတယ်ဒူးတိုက်ချက်တွေကောင်းတယ်ဗျဒူးတိုက်ချက်တွေအိုးလက်တီးကောင်းချက်ကဘာရှာတရောင်းနဲ့โอ้ကောင်းတယ်ဗျလက်သီးသွဲလုံးတော်တော်မိုက်တယ်ဗျကျွန်တော်နိုင်ဝန်းထုံးတော့လက်သီးသွဲလုံးတော်တော်သဘောကျတယ်ကဲ round 2ပြီကဲနိုင်ဝန်းထုံးနဲ့ကဘာရှားရဲ့ round 3ပွဲအပြီးပေါ့နော်ဒီမှာတစ်ချက်ကြည့်အောင်ဗျကဲဒီမှာကတော့ကဘာရှားတော့အမြဲတမ်းကိုလိုက်ပြီးရောဖိအားပေးပြီးထိုးတဲ့အနေထားမှာဖြစ်နေပြီကဲနိုင်ဝန်းထုံးရဲ့လက်သီးလုံးတွေကလည်းတစ်ချက်ထွက်လာတယ်နော်မခံနိုင်တော့အောင်ပါပဲပွဲရတော့တော်တော်လေးကိုမြိုင်နေပြီဗျကဲဟိုကဘာရှာဖိရနော်လိုက်ဖိထိုးတော့ဟိုနိုင်ဝင်းထွန်းဒူးတက်ချက်တော်တော်ကောင်းတယ်ဗျကဲအိုးထိတယ်ဗျအဲ့လက်သီးလုံးနော်ကဲဘော်ဒီရှော့ရင်နိုင်တယ်နော်ကဘာရှာကဲတရောင်ရိုက်တယ်ဗျနိုင်ဝင်းထွန်းကောင်းတယ်ဗျာကျွန်တော်နိုင်ဝန်းတော့သဘောကျတာအဲ့လိုမျိုးတွဲလုံးနေနော်အတရောင်ကောင်းတယ်ဗျထူတိုက်တဲ့ကဘာရှာကဲအဲ့ဒီမှာကွဲသွားတယ်နော်တရောင်နဲ့ချလိုက်တာကဲကွဲနေပြီနော်တကယ်တမ်းတော့ကွဲသွားပြီဗျနည်းနည်းပါးပါးကွဲလာအများကြီးကွဲလာကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့မှာထိုင်တားလိုက်ပြီဆေးနော်ဆေးဆုံးသွားတယ်ဗျ